မတို့ဘဝမှာကြုံတွေ့ရတဲ့အခက်အခဲတွေကိုဘဝပု္ပ္ပာတွေလို့သဘောထားကြည့်ကြရအောင်။ဆောင်းပွဲကန်းထဲမှာပု္ပ္ပာတစ်ပုဒ်ကိုမှန်အောင်တွက်ဖို့ဆိုရင်ပေးထားချက်ကိုတပြေချာချာဖတ်ဖို့လိုတယ်မဟုတ်လား။ဆွဲညီမတို့တွေရဲ့ပစ္စမမြောက်အကျင့်ကလည်းဒါပါပဲ။သူတစ်ပါးကိုနားလည်အောင်အမြင်ကြိုးစားပါ။ See first to understand ဆိုတာလူမှုဆက်ဆံရေးရဲ့ပေးထားချက်ကိုဖတ်တာပါပဲ။တစ်ဖက်လူပြောတာကိုသေချာနားမလဲပဲကိုယ့်အထင်နဲ့ဝင်ဖြေရှင်းတဲ့အခါပု္ပ္ပာအထင်မှားတယ်လို့မျိုးပြဿနာတွေပိုချီးတွားတတ်ပါတယ်။ဒါကြောင့်အထင်မထုတ်ခင်ပေးထားချက်ကိုအရင်နားလည်အောင်လုပ်ကြရအောင်။စိတ်ဝင်စားစရာကောင်းတာတစ်ခုက genius ဆိုတဲ့စကားလုံးပါပဲ။သူတို့ကိုခွဲကြည့်လိုက်ရင် genius in us ဆိုပြီးဖြစ်နေပါတယ်။ဆိုလိုတာကကျမတို့အားလုံးရဲ့အတွင်းထဲမှာထူးချွန်ထက်မြက်တဲ့ပါရမီရှင်တစ်ယောက်စီရှိနေကြတာပါ။ဒီပါရမီရှင်ကိုဘယ်လိုနိုးမလဲ။မှန်ကန်တဲ့စိတ်ကူးပုံဖော်မှုနဲ့သူတစ်ပါးအပေါ်နားလည်ပေးနိုင်စွမ်းရှိခြင်းကအဓိကတော့ချက်ပါပဲ။ကိုကသူတစ်ပါးကိုနားလည်ပေးနိုင်တဲ့အခါကိုယ့်ရဲ့အတွင်းစိတ်ကပါရမီတွေကလည်းအလိုပွင့်လန်းလာတတ်ပါတယ်။ကဲဒါဆိုရင်ကျမတို့တတိထားရမယ့်အချက်လေးတစ်ခုကိုကြည့်ကြရအောင်ဒါကတော့နည်းနည်းပေးပြီးမြတ်မြတ်ယူခြင်းနဲ့စိတ်ထားပါပဲကိုကအလုပ်ကိုအနှဲငယ်ပဲလုပ်ပြီးအကျိုးရလက်ကိုအများကြီးမျှော်လင့်တာကိုပစ္စည်းရဲ့ဝန်ဆောင်မှုအပေါ်အားစိုက်ထုတ်မှုမရှိပဲအနည်းအစောကြီးပဲကြည်တာဟာတဘာဝနိယာမဆိုတဲ့တပတ်တဘောနဲ့ဆက်ကျင်နေပါတယ်ဒီစိတ်ဓာတ်ကိုကစားဖို့ဆိုရင်သူတစ်ပါးအတွက်စဉ်းစားပေးတဲ့နီလန်ကိုပြောင်းလဲကျင့်သုံးရပါမယ်ကြီးကြီးမားမားတွေမဟုတ်ရင်တော့မှတောက်ရီအိုးရှည်ဖြည့်ပေးတာတပြက်စီလဲပေးတာအများသောအိမ်သာရှည်ဖြည့်ပေးတာမျိုးအသေးပွဲကိစ္စလေးတွေကစပြီးသူများအတွက်လုပ်ပေးတဲ့အလေးအကျင့်ကိုစတင်တိဆောက်တင်ပါတယ်ကျမတို့ဘဝမှာအောင်မြင်မှုကိုတားဆီးနေတဲ့အရာတွေရှိပါတယ်အချိန်ဆွဲတာစိတ်မရှိတာသူများအပြစ်ကိုပဲလိုက်ကြည့်တာတကူကောင်းဆန်တာတွေဟာတဘာဝတရားနဲ့ဆန့်ကျင်နေတဲ့အပြုတ်မှုတွေပါဒီအချက်တွေရှိနေတဲ့ကျမတို့အတွင်းထဲမှာပင်ကိုတတိဆိုတဲ့ genius တွေအပြင်ကိုထွက်မလာနိုင်ပါဘူးဒါတွေဟာကျမတို့ရဲ့ကြီးထွားမှုကိုပိတ်ဆို့ထားတဲ့အဓိကပြဿနာရဲ့အစင်းမြစ်တွေပဲဖြစ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့အရှိအတွေးတွေကိုအပြေအဝဖော်ထုတ်ချင်ရင်အရင်ဆုံးတစ်ဖက်လူကိုတေချာနားထောင်ပေးပါပြီးရင်သူများအတွက်အကျိုးရှိမဲ့အသေးအဖွဲလေးတွေကစပြီးဒီနေ့ပဲစတင်လိုက်ကြရအောင်เนาะအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်เนาะ